အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကဘာသတင်းတွေကနေထူးခြားတဲ့အကြောင်းအရာလေးရွေးထုတ်ပြီးမှဝင်ပြတော့ဖြစ်ပါတယ်လက်ရှိမှာတကွာလုံးအရာစပေါ်စိတ်ဝင်စားစောင့်ကြည့်နေရတဲ့အချိန်မှာပဲဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်ဒီသတင်းတွေကတော့တိတ်မပါတယ်အဲ့လိုမျိုးပြစ်ပယ်ထားလို့မရတဲ့နောက်ွယ်အကြောင်းအရာလေးတွေကိုအဓိကဆွေးနွေးတော့မှာဖြစ်ပါတယ်ဥပမာဒီစပွဲဖြစ်နေတဲ့အချိန်မှာတရုတ်ကဘာလို့ငြိမ်နေလဲဘာတွေကျုံးမြရရှိနေရလဲတိတ်လည်းဘာမှလည်းဝင်ပြောလို့မျိုးအဲ့တော့ဘာဆက်ဖြစ်မလဲပေါ့နော်ဒီလိုမျိုးအင်အားကြီးတဲ့နိုင်ငံတစ်ခုကငြိမ်နေပြီဆိုလို့ရှိရင်ဒီစစ်ပွဲနေပြီးတော့သူကဘာတွေကျုံးရရှိနေလဲဒါမှမဟုတ်ရင်သူ့အတွက်ဘာတွေလိုမျိုးဆုံးရှုံးနေတာရှိလဲပေါ့နော်အဲ့ဒါတရုတ်နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေနောက်တစ်ခါဒီစစ်ပွဲဖြစ်နေတဲ့အချိန်မှာအမေရိကန်ပြည်ထောင်စုကာကွယ်ရေးဝန်ကြီးချုပ်စစ်တပ်ရှင်ဒီဖောင်းဝဲအရာရှိတွေတော်တော်များများအဲ့လိုမျိုးယာတို့နဲ့ထောက်ပြလိုက်ပြောရမယ်ဆိုရင်ဟိုလိုမျိုးထောက်ပြတာမဟုတ်ပင်စင်ယူပြီးမှပင်စင်ပေးမှနိုင်ယူခံလိုက်တယ်ပေါ့နော်ဒီလိုမျိုးပြီးတော့တမန်ထရန့်လည်းသူ့ရဲ့လူယုံတရားဝင်ကြီးကိုဘာကြောင့်ယာတို့ကနေထောက်ပြလိုက်လဲဒါတွေပေါ့နော်အားတွေကိုခြုံုံတုံးတက်ပြပေးတော့မှဖြစ်ပါတယ်ပထမဆုံးအနေနဲ့နေပညာကိုစိတ်ဝင်စားတဲ့လူတွေအတွက်ကျွန်တော်တို့အာကာသစူးစမ်းရေးလေ့လာရေးအကြောင်းကိုပြောချင်ပါတယ်အခုဆိုရင်လူရရဲ့လက်ကဘာကိုပြန်တော့မဲ့ Artemis Project ပိုင်းနဲ့ကိုရောက်ရှိနေတယ်လွန်ခဲ့တဲ့နှစ်90ကျော်ကတည်းကလူရရဲ့လက်ကဘာကိုရောက်ခုနေပါတော့ဒီနေ့မှာတော့သူတို့အရင်ကမရောက်ဘူးတဲ့လရဲ့အဲ့လိုမျိုးတောင်ဝင်ကိုဆုံးသွားမှာဖြစ်ပါတယ်ဘာလို့ဒီကိစ္စကိုခုမှတဲတန်လုံးနေကြလဲဆိုရင်တရုတ်နဲ့အမေရိကန်ကအပြိုင်နေကြအောင်နော်အခုချိန်တော်တော်လေးကိုအပြိုင်နေကြဒီခောက်ခီးစမှာအဲ့လိုမျိုးရမ်းမြောက်ဖူးတဲ့တောင်ဝင်ဆုံးသွားမယ်ပြီးတော့ဘာလို့အဲ့ဘက်ကိုသွားမှလဲဆိုတော့တကယ်တော့အဲ့ဘက်မှာအဲ့လိုမျိုးခဲနဲ့ရည်ရည်ရှိတယ်ရည်ရည်ခဲနဲ့ဟိုက်ဒရိုဂျင်ထုတ်လုပ်တာအဲ့လိုမျိုးလူသားတွေပုံပြီးမှအဲ့ဘက်မှာနေလို့ရတယ်သူတို့ရဲ့ဒီ AI data center တွေစောက်လို့ရတယ်ဒီ project မှာအရင်ကလိုမျိုးသားတွေရှိပဲမဟုတ်မျိုးသမီးတယောက်ကနေဒါနိုင်ငံသားတယောက်ပြီးတော့အသားရည်ရောင်ရှိတဲ့လူသူတို့ကတော့အသားရည်ရောင်ရှိတဲ့လူလို့ပြောထားပါတော့တကယ်တော့အဲ့လိုကျွန်တော်တို့အနေနဲ့ပြောမယ်ဆိုတော့အဲ့လိုမျိုးလူမဲတယောက်ပါပါလူမဲတယောက်ပါတယ်လက်ရှိမှာဗန်ပြောတက်တန်စူးစမ်းနေတဲ့လေဦးမှုရရှိတဲ့လူကတော်တော်လေးကိုအားတာချေရှိရပါတော့။ဘာမြေမှာဆိုလို့ရှိရင်ကျွန်တော်တို့လောက်အရင်ဆုံးပန်ဆန်လေးတဲ့သူကနေပြီးတော့လောက်ပေါ်မှာအရင်ဆုံးစခန်းချနေတဲ့လူကလိုအာကာသလွှမ်းမိုးမှုသူကရမှာဖြစ်ပါ။ဘာပါလမ်းကြောင်းမှာဆိုရနဲ့ပုဂ္ဂလိကဂျူတူတွေအများကြီးဒီကဘာပတ်လမ်းကြောင်းမှာဂျူတူတွေအများကြီးရှိနေတယ်ဆိုရင်မှစေးရရေးပါတော့နော်။စေးရရေးပါတဲ့အတွက်လောက်ကပေါ်မှာစခန်းရှိထားတဲ့လူကပုံမှန်အတားမှုရှိမှာနော်။အမေရိကန်က NASA လည်းဆိုရဘက်ချက်ပြောင်းလဲကြောင်းစက်ကြမှုရှိနေတရုတ်မှာတော့ဒါမျိုးမဟုတ်တရုတ်ကတော့ဒီအစိုးရဒါလုံးမယ်ဆိုရင်သူတို့တော့တစ်စက်တည်းလုံးနေတော့အမေရိကန်က2028မှာလောက်ပေါ်မှာဒီမျိုးသူတွေအနေနဲ့မျိုးသူတို့ရဲ့ project တွေ data center တွေစောင့်နိုင်မှုအတွက်ကိုရွေထားပြီးမှတရုတ်ကလည်းအဲ့လို2030မှာသူတို့ကလည်းအပီးရောက်မှာပေါ့နော်ဒီအခုအပီးရောက်နေဆိုမှသူတို့ကလည်းနီကက်နောက်ကနေနီကက်လိုက်နေပေါ့နော်ပြီးတော့သတင်းတွေထဲမှာတိတ်မတွေ့ရတဲ့နောက်ထပ်အကြောင်းအရာတစ်ခုကနိုင်ငံရေးအလောင်းစားစီခွတ်တယ်အကြီးကျယ်ကိုချီထွားလာပါတော့ဒီဥပမာဗင်နီဇွဲလားမာဒူရိုဖမ်းတော့ရတယ်ဘယ်တော့ဖမ်းတော့မလဲထိုင်ဝမ်တရုတ်ကထိုင်ဝမ်ဘယ်တော့တိန်းတော့မလဲဒါမျိုးတွေသူတို့ကနောက်ွယ်ကနေအကြီးကျယ်လောင်ကြီးထားနေကြပါဒီလိုမထင်မှထားတဲ့အရာတွေကိုလောင်ကြီးထားမှာအဲ့လိုအီရန်စပွဲမတိုင်ခင်နိုင်ပိုင်းလိုမှာဒေါ်လာကြီးထားပြီးဒေါ်လာတန်းနဲ့ချီမြတ်ဒါတိုက်ဆိုင်မှုတစ်ခုတည်းမဟုတ်ဘူးတေချာပေါ့အတွင်းသတင်းရနေတဲ့လူတွေကနေမှလောက်ဆောင်တော့ဖြစ်ပါတယ်ဒီစပွဲဆောက်ရမယ်ဆိုကြိုတီးရဲ့လူတွေအမေရိကန်ကာကွယ်ရေးလိုမျိုးအမေရိကန်ကာကွယ်ရေးကန်ထရိုက်ကလက်နက်ပိုင်တဲ့စေုံနေစီကိုရှာတယ်ဆုလိုက်ကြုံလိုက်ဝင်ထားရတယ်ဒါမျိုးတွေလုပ်တယ်ပေါ့နော်ပြီးမှဒီကနေမှသူတို့အကျိုးမြတ်တွေအများကြီးရရှိပါတော့တကယ်တကယ်စပွဲပြတော့ဒီလိုမျိုးဥပမာနားလည်ပြောမယ်ဆိုရင်ဒီမြေနေရာမှာစွာနေမှာ project တစ်ခုလုပ်မယ် project တစ်ခုလုပ်မှာဆိုသူတို့ကဒီမြေနေရာကိုဝယ်လိုက်တယ်ဝယ်လိုက်ပြီးမှဒီ project လုပ်တော့မှဆိုဒီမြေရဲ့တန်ဖိုးကအကြီးကျယ်ကိုထိုးတက်တော့အချိန်မှာသူတို့အများကိုဒေါ်လာတန်းနဲ့ချီမှမြတ်တာပေါ့နော်ဒီလိုမျိုးနိုင်ငံတော်ရဲ့လုံခြုံရေးလက်ဝက်ချက်တွေကိုကျိုးစည်းဝါးအတွက်အဲ့လိုတုံးနေရတော့ဒါတော့တော်တော်လေးအန်တရာယ်များတဲ့ခြေနေပေါ့နော်လက်ရှိအီရန်စပွဲမှာအစ္စရေးအမေရိကန်နဲ့အီရန်တို့တက်ခတ်နေကြတယ်ရုရှားနဲ့တရုတ်တို့ဘယ်လိုခြေနေရှိလဲဆိုတော့ကြည့်ရအောင်နော်ရုရှားကတော့ဒီစပွဲကြောင့်သူပြောမယ်ဆိုရွှေမုံဝင်မှုရွာနေခိုက်တန်လို့ကိုပြောလို့ရတယ်သူကရှေ့လေပိုင်းကရင်းနှံတွေမထွက်လာတဲ့အတွက်စပါးရုရှားဆရာနေရင်းနှံတွေအားစိုက်ပြီးဝယ်နေရပါတော့ရုရှားဒီအတွက်ရုရှားဝင်ကိုအများကြီးတိုးလာပါတယ်ဒါပြင်အီရန်ထုတ်တဲ့ drone တွေကိုသူတို့အစမြင့်နည်းပညာပြန်ထည့်ပြီးမှ
အဲ့လိုမျိုးယူကရိန်းစစ်ပွဲမှာအသုံးပြုနေရပြန်သူအီရန်ကိုလည်းပြန်ပြီးမှဝင်မြောက်ပေးရနော်တရုတ်ကတော့တရုတ်ကဘယ်လိုရှိလဲဆိုတော့တရုတ်ကဒီကြားနှကောင်ကိုက်နေတော့အပင်ပေါ်ကနေထိုင်ကြည့်နေရတဲ့အဲ့လိုမျိုးမြောက်လိုမျိုးပေါ့နော်သူကဒီအမေရိကန်ရဲ့ဆက်လက်နဲ့သူအနီကက်ကိုထိုင်ကြည့်လို့ရဒီအခုဒီအီရန်စစ်ပွဲမှာတုံးတဲ့အမေရိကန်လိုနိုင်ငံကြီးတွေအမေရိကန်လိုအင်အားကြီးပါတယ်ဆိုတော့နိုင်ငံကလည်းဒီလိုမျိုးစစ်ပွဲမှာဒါမျိုးချစ်လက်တွေတုံးပါလားဒီလိုလက်နဲ့တွေဒီလိုနေရာမှာတုံးပါလားဒါတော့တရုတ်အတွက်တော်တော်လေးကိုကျဉ်းစရာကောင်းတဲ့လိုမျိုးစောင့်ကြည့်ခွင့်ရတဲ့အနေထားပေါ့နော်အခုချိန်မှာတရုတ်ကတော်တော်လေးကသူဒီစပိုင်နေအဲ့လိုမျိုးထောက်လိုင်းရေး agency တွေကနေရတဲ့သတင်းတက်ကိုပုံမှန်မြန်မာတဲ့ထိုင်ကြည့်ခွင့်ရတယ်ပေါ့နော်အခုချိန်ကတော့ဒါပေမဲ့တရုတ်ကလည်းစပွဲမတိုင်ခင်ငါချင်တဲ့လူ၄လစာအနည်းဆုံး၄လစာသူတို့ကကျူတင်စုဆောင်ထားရတယ်လို့ကြားတယ်ပေါ့နော်ဒါကြောင့်လည်းသူတို့ကစားနိုင်ငံနဲ့ဆိုင်လို့ရုပ်ပြစင်းပြကြီးမဖြစ်တော့ဘူးနော်ရုပ်ပြစင်းပြကြီးနိုင်ငံပြိုလဲတော့မျိုးမတွေ့ရပါတော့ဒါတော့သူခုလိုမျိုးစုဆောင်ထားတာလဲသူရဲ့စီကနေပြန်ပြီးမှသူယူရမှာပေါ့နော်တရုတ်ရဲ့အန်ဒီကတော့ကဘာစီဝါရေးကြဆင်းတော့တရုတ်ရဲ့ပုံကုန်တွေကကဘာကိုများတော့သူလဲအန်ဒီရှိရပါတော့သူလဲတဖြည်းဖြည်းနဲ့စီဝါရေးကတဖြည်းဖြည်းအောက်ကိုဆွဲတော့မှာပေါ့နော်ဒါတော့သူရဲ့စီဝါရေးတိကျနေတဲ့ဒီကချစ်ပဲဖြစ်ပါတယ်လက်ရှိစစ်မြေပြင်ချင်းတွေကြည့်မယ်ဆိုအမေရိကန်အီရန်ကတရားတစ်စင်းဖြစ်စီလိမ့်မယ်အဲ့ဒါညံပြောမယ်ဆိုရင်ရန်ကုန်ကတရားလိုမျိုးပေါ့နော်ဥပမာဆောက်လက်စဒီအီရန်အတွက်ရေးပါတဲ့တရားပေါ့နော်ဒီတရားရုရှားဘက်ကလက်နက်တွေလာရင်သူကအဲ့တရားနေမှာကုန်တယ်လို့ရပါတော့သူတို့ဆက်ဆက်ချီတဲ့တရားသူတို့နိုင်ငံတို့အဓိက main ဖြစ်တဲ့လမ်းကိုတရားအတွက်လက်တော့ပေါ့နော်ဒီအခုကအမေရိကန်ဒီတရားကိုပြစ်လိုက်တာနဲ့ပတ်သက်ပြီးတော့သူကတော့ဘာမှတော့ဆင်ခြင်တော့မပေးထားဘူးနော်တကယ်ပေးထားရင်လည်းရုရှားဘက်ကနေလာတဲ့လက်နက်တွေကိုလိုမျိုးလက်နက်ထောက်ပံ့ရေးလမ်းကြောင်းတွေကိုပြတ်ဆက်တော့ဖို့အတွက်ရည်ရွယ်တာပါလို့ပြောလို့တော့ရပါတော့ဒါပေမဲ့ဒါတော့မပြောထားသေးဘူးတမန်ထရန်အီရန်ကိုကြောက်ခက်ပြန်အောင်တော့ထိသူကလက်နက်တွေချင်းချမယ်လို့ချင်းချတော့တယ်ဒါတမန်တယောက်အတွက်တော့ဒါမပြောတဲ့စကားပေါ့နော်ငါဆေးရဆွဲမှုကိုကျူးလွန်တော့မယ်လို့သူကပြောလိုက်တာနဲ့တူတူပဲဒါမျိုးအားကြမခံအီရန်ဘက်ကလည်းမင်းတို့ကငါတို့ဒါမျိုးကျဲမယ်ဆိုရင်ငါတို့လည်းဘေးနားမှာရှိတဲ့အဲ့လိုပင်လယ်ကွေ့နိုင်ငံတွေရှိတဲ့ UAE တော့ Saudi တော့လိုမျိုးနိုင်ငံတွေလျှက်ဆက်တဲ့ရေနံစစ်အုံတွေကိုပြစ်မှန်လို့ချိတ်ကြတော့ပါဒါပြန်ခုဒါပေမဲ့အီရန်ဘက်ကလည်းအမေရိကန်ရဲ့ FD လေယာဉ်ကိုတခြားနိုင်ငံတွေတူတူရဲ့တုံ့ပြန်ဆိုမကြဆင်းသေးဘူးဆိုတော့ဖော်ပြနေပါတော့ဒါပြန် Hormuz ရေလက်ကြားကိုပိတ်ဆို့ပြီးဖြတ်တန်းရတဲ့တမောတရုတ်ယွမ်တော့မခရစ်ပတိုဂေဂျင်းနဲ့ကောက်မယ်လို့လဲသူကပြောထားပါတော့ဒီနေရာမှာဒေသမှာတွိုင်းပရီတာပါပဲဒီစပွဲစားတော့ပါတော့ကျွန်တော်တို့နိုင်ငံကလူတွေလည်းအကွာကောင်းမှပေးကြတယ်ဒီကောင်းတဲ့အမေရိကန်တွေလည်းဒီအီရန်လိုနိုင်ငံမျိုးလောက်တာလောက်ပြက်လိုက်ဆိုမှအဲ့လိုမျိုးအားပေးထားတဲ့တွိုင်းပရီတာစနစ်ကိုအားပေးတဲ့ကွန်မန့်တွေလည်းတွေ့ရပါတော့ဒါကြတော့တွိုင်းပရီတာဆိုအင်အားကြီးတဲ့နိုင်ငံတွေအင်အားသေးတဲ့နိုင်ငံတွေကိုနိုင်ကျင်းတဲ့စနစ်ဖြစ်ကျွန်တော်တို့အင်အားသေးတဲ့နိုင်ငံအနေနဲ့လည်းဒါသူများနိုင်ငံအင်အားကြီးတဲ့နိုင်ငံတွေကပြန်ပြီးမှအဲ့လိုမျိုးနိုင်ကျင်းရလို့ရှိရင်ခံမှာပဲเนาะဒါတော့အခုကစီမင်းစည်းကမ်းတွေနဲ့တတ်မှတ်ထားလို့ဒီလိုနေလို့ရတယ်ဆိုတဲ့အနေထားเนาะကျွန်တော်တို့နိုင်ငံအနေမှာကြည့်မယ်ဆိုရင်လည်းကျွန်တော်တို့နိုင်ငံအနေနဲ့သူများနိုင်ငံအင်အားကြီးတဲ့နိုင်ငံတစ်ခုကအင်အားတုံးလာပြီးနိုင်ကျင်းမယ်ဆိုရင်ဒါခံမဲ့အနေထားเนาะဒီတော့ဒီ Prime Operator စနစ်တွေကိုတော့အားမပြရအကောင်းဆုံးပဲတက်စင်ရကိုလည်းရောက်လာနိုင်တယ်ပေါ့နော်အမေရိကန်ရဲ့ USJ အီရန်ဆိုရပြုတ်ကြရင်မဟုတ်ဘူးဆိုတော့တွေ့လာတာလက်ရှိမှာအမေရိကန်ဟာအီရန်စစ်တပ်ပဲယာဒူးကြီးတူတွေနဲ့နောက်ွယ်ကနေဆွေးနွေးမှုလုပ်နေမှာပြည်တွင်းရုပ်ကြည့်မယ်ဆိုရင်တမန်ထရန်တူပေါ်ပြေဝတက်စာခဏတူတို့ရွေးချယ်ခံတာပေါ့နော်ဒါပေမဲ့သူ့ကိုရင်အားတရားစွဲဆိုတဲ့လူတွေသူကတမန်မဲဆွဲတဲ့ကာလာတော့လည်းသူ့ကိုရင်တရားစွဲဆိုတဲ့လူတွေသူကပြန်ပြီးမှကလစားချမယ်လို့ပြောတော့ဒါတွေကလည်းတမန်ရိုင်းလို့လုံးနေကြတယ်တမန်တွေရဲ့လောက်ပိုင်ကုန်ပေါ့နော်တချို့ဒီလိုမျိုးကွန်မြူနတီရုရှားလိုနိုင်ငံတွေဆိုရင်ဒီလိုတိုက်ပွဲနဲ့တွင်းချတဲ့အဆင့်ထိကိုလောက်ကြအောင်နော်ဒါပေမဲ့အမေရိကန်မှာတော့ဒါမျိုးတော့လုပ်လို့မရဘူးဒီသူ့အရင်ကသူ့ကိုတရားဆွဲခဲ့တဲ့လူတွေသူကပြန်ပြီးမှတရားပြန်ဆွဲတဲ့အခါမှာအခု
ဒီတရားတူကြတယ်နော်ဒါသူတို့ဒီပုံကိုယ်တွေကသူတို့အာဏာရှိတဲ့ချိန်သူတို့လုပ်တဲ့နောက်သူတို့ရဲ့တာဝန်အတွင်းကနေသူတို့လုပ်တယ်ဆိုမှသူတရားပြန်ဆွဲတာမအောင်မြင်ဘူးလို့ပဲပြောလို့ရမှာနော်မအောင်မြင်ဘူးလို့ပဲပြောမှာဒီလိုမျိုးမအောင်မြင်တော့သူ့ရဲ့လူယုံသူ့ဘဝတက်ဆာရှိလာပါပြီဆိုတဲ့လူတွေတော့မှသူကပြန်ပြီးမှပဲဖြုတ်ချတယ်ဆိုတဲ့အနေထားနော်ပြန်ရင်ဖြုတ်ချအရာတွေကနေဖြစ်ဖြစ်လေအစိုးရကတော့ကာကွယ်ရေးဝန်ကြီးကအဲ့လိုဝန်ကြီးဌာနကနေအတွေ့အကြုံရှိတဲ့လူယူနီဖောင်းဝတ်ကိုကြီးကိုချုပ်ကြီးတွေကိုယာတို့ကနေဖြုတ်ပြလိုက်တာပါ။တမ်းပြချက်ခံရလို့လည်းမပေးဘူး။သူတို့ပြောတဲ့အတိုင်း yes man လုပ်မဲ့လူတွေပဲအစားတို့ခံမှုစူးစမ်းနေတာတွေ့ရပါတော့။ဖြတ်ဖြတ်ယူကောက်ပွဲမတိုင်ခင်ဒီလိုလို့ရတဲ့အမေရိကန်ဆိုရမတည်ငြိမ်မှုပြတာနေပါလို့။ချိုးအပြင်ပြောရရင်ဒီကဘာရေးရပြောင်းလဲတွေကကျွန်တော်တို့အမေရိကန်ပြည်တွင်းရေးတက်ပဲမဟုတ်ဘူးနော်။တစ်ကဘာလုံးနဲ့တက်ဆိုင်နေရပါ။ဘာတဲ့နေအခုလိုမျိုးချင်းမပြတ်စောင့်ကြည့်နေခြင်းအပြင်ကိုယ့်ရဲ့နေစဉ်ဘဝအနာဂတ်ကိုကြိုတင်ပြီးမှလည်းလို့ကြိုတင်စီစဉ်ပလန်လေးထားမလို့ရပါတော့ကြိုတင်ပြင်ဆင်မှုဆုံးဖြတ်ချက်ချတဲ့နေရာမှာလည်းမမရအထောက်အကူဖြစ်စေမှာဒီနေ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါနော်